Joshua အဘန်တယောက် UFC Flyweight Champion ကပတ်ကိုအောင်မြင်ကာကွယ်နိုင်ခဲ့ပြီးတဲ့နောက်မှာတော့ဘလောက်တောင်ကြွယ်ဝချမ်းသာလာပြီလဲဆိုတာသိချင်ရင်ဒီဗီဒီယိုလေးကိုဆက်ကြည့်လိုက်ပါ UFC လောကတွေကိုမဝင်ရောက်ခင်တုန်းကသူဟာတက်ဆက်ပြည်နယ်က Fury FC မှာထိုးတက်ခဲ့တာပါအဲ့ဒီတုန်းကသူရတဲ့ထိုးချေဟာအခြေခံလေ့ကျင့်ရေးစည်းအတွက်တောင်မနေ့ကမြုံပဲရှိခဲ့ပြီးသူ့ရဲ့စုစုပေါင်းကြွယ်ဝမှုဟာလည်း$1000ခွဲဝန်းကျင်လောက်ပဲရှိခဲ့တာပါ2023ခုနှစ်မှာတော့ Joshua အဘန်ဟာ UFC ပွဲဥထွက်အဖြစ်လူစားထိုးဝင်ရောက်ထိုးတက်ခွင့်ရခဲ့ပြီးအားလုံးကိုအံ့အားသင့်စေလောက်တဲ့အနိုင်ရလဒ်ကိုဖော်ဆောင်နိုင်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူဟာနိုင်ပွဲတွေကိုဆက်တိုက်သိမ်းပိုက်နိုင်ခဲ့တာကြောင့်အဲ့ဒီနှစ်မှာတင်သူ့ရဲ့အသားတင်ကြွယ်ဝမှုဟာ$3သိန်းဝန်းကျင်အထိမြင့်တက်လာခဲ့ပါတယ်2024ခုနှစ်မှာတော့သူဟာ Flyweight အဆင့်တက်မှတ်ချက်တွေလေးကိုတဖြည်းဖြည်းတိုးဝင်လာသလိုပွဲကြီးပွဲကောင်းတွေမှာလည်းအစွမ်းပြနိုင်ခဲ့တာကြောင့်သူ့ရဲ့ဇာတိမြေကထိပ်တန်းအားကစားအမတ်တစိတ်တွေနဲ့စီးပွားရေးလုပ်ငန်းရှင်တွေရဲ့အာရုံစိုက်မှုကိုစတင်ရရှိလာခဲ့ပါတယ်ကြော်ညာကတွေကလည်းမြင့်တက်လာခဲ့သလိုသူ့ရဲ့ကြွယ်ဝမှုဟာလည်း$6သိန်းခွဲလောက်အထိရောက်ရှိလာခဲ့တာပေါ့2025ခုနှစ် UFC ပွဲစဉ်မှာတော့သူဟာအလက်ဇန်နာပန်နိုဂျာကိုအနိုင်ယူပြီး UFC Flyweight ကမ္ဘာချန်ပီယံကပတ်ကိုစုခုနိုင်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ကြီးစုကပေးချေမှုဝေစုတွေပါဝင်တဲ့ချန်ပီယံစာချုပ်အသစ်ကြီးကိုလက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်ဒီသမိုင်းဝင်နိုင်ပွဲကြီးကနေသူဟာ$တန်းချီတဲ့ထိုးချေကိုရရှိခဲ့ပြီးအာရှတိုက်ရဲ့တက်သစ္စာအားကစားခြေပွင့်တူဖြစ်လာခဲ့ပါတယ်အခုဆိုရင် Joshua အဘန်ဟာ UFC ရဲ့ထိပ်တန်းဖိုက်တာတွေထဲကတယောက်ဖြစ်နေပါပြီပုံမှန်ရရှိနေတဲ့ထိုးချေတွေအပြင် fashion နဲ့အားကစားအမတ်တစိတ်တော်တော်များများနဲ့လည်းလက်တွဲလုပ်ကိုင်နေပါတယ်သူ့ရဲ့ချန်ပီယံကပတ်ကိုအောင်မြင်စွာကာကွယ်နိုင်ခဲ့ပြီးတဲ့နောက်မှာတော့သူ့ရဲ့အသားတင်ကြွယ်ဝမှုဟာ$တန်းနဲ့နီးစပ်နေပြီပဲဖြစ်ပါတယ်ဗျာမြန်မာကုံဆောင် Joshua အဘန်ရဲ့အောင်မြင်မှုကတော့တကယ်ကိုအမခမ်းပါပဲနော် Joshua အဘန်ကိုအားပေးတဲ့ပရိသတ်တွေရှိရင်မမှပြောခဲ့ကြပါအောင်နော်အခုလိုစိတ်ဝင်စားစရာကောင်းတဲ့လက်ဝဲဗီဒီယိုတွေကိုအဆက်မပြတ်ကြည့်ရှုချင်ရင်တော့အသေးလေးပေးပြီး follow နှိပ်သွားဖို့မမေ့ပါနဲ့နော်